င်္ဂလာပါရှင်ရန်ကုန်ခေတ်သစ်ကနေဒီနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်အတွင်းကပြည်နယ်အစိုးရတင်ဒါလုပ်ငန်းအများစုကိုရယူမယ်ဆိုရင်စစ်ကောင်စီပြည်နယ်အစိုးရနဲ့စစ်အရာရှိတွေကိုငွေကျပ်3,000ကျပ်လက်ငွေပေးနေရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနကတနင်္လာရီတိုင်းမှာခံထားဖို့အတွက်ဆရာဝန်သူနာပြုကျန်းမာရေးမှူးတားဖွားဆရာမအပါအဝင်ကျန်းမာရေးဝန်ထမ်းတွေကိုခေါ်ယူနေတယ်လို့ထုတ်ပြန်ကြေညာလိုက်တဲ့သတင်းအပါအဝင်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ချင်းပြည်နယ်အတွင်းမှာရှိတဲ့ပြည်နယ်အစိုးရတင်ဒါလုပ်ငန်းအများစုကိုရယူလိုပါကဝန်ကြီးချုပ်ဒေါက်တာဝွန်စွန်းထံလမ်းပန်းဆက်သွယ်ရေးဝန်ကြီးစစ်အရာရှိဟောင်းနေလင်းအောင်စစ်တပ်ဗျူဟာမှူးစိုးဝင်းထွန်းတို့ကငွေကျပ်3,000ကျပ်လက်ငွေကောက်ခံနေတယ်လို့ချင်းပြည်နယ်စစ်ကောင်စီသတင်းရင်းမြစ်ကပြောပါရယ်အခုဗန္နာရေးနှစ်အတွက်ချင်းပြည်နယ်အတွင်းလှုပ်ဆောင်မှုရှိနေတဲ့ဒေသဖွံ့ဖြိုးရေးဆိုင်ရာပြည်နယ်အစိုးရတင်ဒါတွေကိုခေါ်ယူခဲ့ရမှာချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးစစ်အရာရှိဟောင်းနေလင်းအောင်စစ်ဗျူဟာအခြေချဟာခါမစစ်ဗျူဟာမှူးဗိုလ်မှူးကြီးစိုးဝင်းထွန်းဟာခါအခြေဆိုင်ခမာယ266တပ်ရင်းမှဗိုလ်မှူးအာကာကျော်မိုးတို့ကသူတို့နဲ့နီးစပ်တဲ့စီးပွားရေးကုမ္ပဏီတွေစီကနေငွေကျပ်3,000ကျပ်လက်ငွေရယူပြီးတင်ဒါတွေရရှိအောင်ဆောင်ရွက်ပေးနေတယ်လို့ချင်းပြည်နယ်စစ်ကောင်စီသတင်းရင်းမြစ်ကပြောပါရယ်လက်တလောတင်ဒါရရှိတဲ့ကုမ္ပဏီတွေကိုတရားဝင်ကြေညာခြင်းမရှိသေးခြင်းချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုံစွန်ထံနဲ့ချင်းပြည်နယ်ဥပဒေချုပ်တို့ကလည်းသူတို့ဆွေမျိုးကုမ္ပဏီတွေကိုတင်ဒါချပေးဖို့နဲ့သူတို့လက်ငွေရယူထားတဲ့ကုမ္ပဏီတွေကိုတင်ဒါလုပ်ငန်းတွေပေးဖို့အတွက်စီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ဒါအပြင်ချင်းပြည်နယ်အတွင်းတစ်ခိုးထုတ်မှုအပါအဝင်တရားမဝင်လုပ်ငန်းတွေအတွက်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနေလင်းအောင်စစ်ဗျူဟာမှုဗိုလ်မှူးကြီးစိုးဝင်းထွန်းတို့ကိုလက်ငွေလစဉ်ပုံမှန်ပေးနေရတယ်လို့သိရပါတယ်။အဲ့ဒီစစ်အရာရှိဟောင်းနေလင်းအောင်က2024ခုနှစ်ဖေဖော်ဝါရီလကစပြီးဝန်ကြီးအဖြစ်ခန့်အပ်ခံရပေမဲ့တနေ့အတွင်းတရားမဝင်လုပ်ငန်းတွေနဲ့ချိတ်ဆက်ပြီးငွေကြေးရယူကချမ်းသာလာတယ်လို့ချင်းပြည်နယ်စစ်ကောင်စီသတင်းရင်းမြစ်ကပြောပါရရှင်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနကတနင်္လာရီတိုင်းမှာခံထားဖို့အတွက်ဆရာဝန်သူနာပြုကျန်းမာရေးမှူးတားဖွားဆရာမအပါအဝင်ကျန်းမာရေးဝန်ထမ်းတွေခေါ်ယူနေတယ်လို့ထုတ်ပြန်ကြေညာလိုက်ပါတယ်။တနင်္လာရီတိုင်းမှာတာဝန်ထမ်းဆောင်နိုင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနကအထူးကုဆရာဝန်တွေအထူးပြုသူနာပြုတွေကျန်းမာရေးမှုတွေအမျိုးသမီးကျန်းမာရေးဆရာမတွေပြည်သူ့ကျန်းမာရေးကြီးကြပ်တွေနဲ့တားဖွားဆရာမတွေကိုခေါ်ယူနေတာဖြစ်ပါတယ်။လျှောက်ထားသူတွေဟာနိုင်ငံဝန်ထမ်းဖြစ်ပါက CDN ဝန်ထမ်းဖြစ်ရမှာဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်မှုမရှိသူဖြစ်ရမယ်လို့ဆိုပါတယ်။နိုင်ငံဝန်ထမ်းမဟုတ်ပါကအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်မှုမရှိသူဖြစ်ရမယ်လို့ဆိုပါတယ်။ခန့်အပ်ခြင်းခံရပါကအမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနကတာဝန်ချထားမဲ့နေရာဒေသတွေကိုတွားရောက်ပြီးတာဝန်ထမ်းဆောင်နိုင်ရမှာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။ပဲခူးတိုင်းဒေသကြီးရန်ကုန်ပြည်လန်းနဲ့မင်းလာမြို့နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးခရိုင်ရဲမှူးနဲ့မြို့မရဲစခန်းမှုအပါအဝင်အကြမ်းဖက်စစ်တပ်ဘက်ကအယောက်20ဦးထပ်မံသေဆုံးခဲ့တယ်လို့တာယာဝတီခရိုင်အမှတ်3တပ်ရင်းရဲ့တပ်ရင်းမှူးဆရာလေးကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ညနေ4နာရီလောက်ကမင်းလာမြို့နယ်စင်အိုင်ချောင်းပေါက်ကျေးရွာကိုအကြမ်းဖက်စစ်တပ်ရဲ့ခလာရ1လက်အောက်ခံစစ်သားတွေနဲ့ပြူစောထီတွေပူးပေါင်းထားတဲ့အင်အား60ခန့်ပါစစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့ဝင်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနေ့ညနေ9နာရီလောက်ကလည်းရန်ကုန်ပြည်လမ်းပိုင်းမင်းလာမြို့နယ်တဲကအကြမ်းဖက်စစ်တပ်ရဲ့စစ်ကွင်းတာဆုံရဲကင်းစခန်းမှာအထိုင်ချပြီးပြည်သူတွေစီကနေငွေကြေးကောက်ခံတာလူငယ်တွေကိုပေါ်တာဆွဲတာတွေလှုပ်ဆောင်နေတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်ဖွဲ့တွေကထပ်မံတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာတော့စစ်တပ်ဘက်က9ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့တယ်လို့တာယာဝတီခရိုင်အမှတ်3တပ်ရင်းရဲ့တပ်ရင်းမှူးဆရာလေးကပြောပါတယ်။အဲ့ဒီတိုက်ပွဲမှာအထိနာသွားတဲ့စစ်ကြောင်းကိုစစ်ကူလာပေးတဲ့25ရောက်ပါတဲ့ဖောကားတစ်စီးကိုရှမ်းတောရွာအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့တာမှာတော့15ဦးခန့်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာတော့အကြမ်းဖက်စစ်တပ်ဘက်ကတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းအုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးခရိုင်ရဲမှူးအဆင့်တဦးမြို့မရဲစခန်းမှုတအုပ်အပါဝင်စစ်ကောင်စီတပ်သား20ဦးထပ်မံသေဆုံးခဲ့တယ်လို့တာယာဝတီခရိုင်အမှတ်3တပ်ရင်းရဲ့တပ်ရင်းမှူးဆရာလေးကရန်ကုန်ခေတ်တစ်ကိုပြောပါရရှင်။ တ
နင်္လာရီတိုင်းဒေသကြီးတရက်ချောင်းမြို့နယ်မှာရေချိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကတအူးသေဆုံးခဲ့တယ်လို့ဒေါင်းညီနောင် drone တပ်ဖွဲ့ကပြောပါတယ်။ပြီးခဲ့တဲ့မေလ29ရက်နေ့တုန်းကတရက်ချောင်းမြို့ကနေအကြမ်းဖက်စစ်တပ်ရဲ့ဝင်းဝစခန်းကိုအင်အားတိုးဖို့အတွက်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သား80ခန့်ပါရှိတဲ့စစ်ကြောင်းဟာပြင်းဖြူသားဖုံးကြီးကျောင်းမှာတက်ဆွဲပြီးရေချိုးနေတဲ့အချိန်မှာပဲတော်လန်ရေးတပ်ဖွဲ့တွေက drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားတအူးသေဆုံးပြီး4ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေါင်းညီနောင် drone တပ်ဖွဲ့ကပြောပါတယ်။အဲ့ဒီလိုတိုက်ခိုက်ပြီးတဲ့နောက်တော်လန်ရေးတပ်ဖွဲ့ဝင်တွေကတိုက်ပွဲဖြစ်ပွားရာနေရာကိုနယ်မြေရှင်းလင်းရေးပြုလုပ်တဲ့အချိန်မှာစစ်အုပ်ဆောင်ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တနင်္လာရီမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အခါမှာတော့စစ်တပ်ဘက်ကထိခိုက်မှုရှိတယ်လို့ဗိုလ်ခင်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။မနေ့ကဇွန်လ18ရက်နေ့လယ်တနာရီခန့်ကအကြမ်းဖက်စစ်တပ်ရဲ့956တပ်ရင်းကနေထွက်လာတဲ့အင်အား100ကျော်ပါစစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကရန်ဖိုကျေးရွာတရားကြီးအနီးအရောက်မှာပဲမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိပေမဲ့လည်းအရေးအတွက်ကိုတော့အတီးပြုနိုင်ခြင်းမရှိသေးဘူးလို့ဗိုလ်ခင်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောပါတယ်ရှင်။စကိုင်းတိုင်းဒေသကြီးစကိုင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကစစ်ပေးရှောင်ပြည်သူတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ပြည်သူတအူးသေဆုံးပြီးတအူးဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ဘက်တော်သားအဖွဲ့အသင်းတာဝန်ခံကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့လယ်2နာရီခွဲလောက်ကစကိုင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကတလွန်ဖြူရွာမှာတက်ဆွဲပြီးကျေးရွာအတွင်းကနေစစ်ပေးရှောင်ပြည်သူတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့လိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေပြစ်ခတ်တဲ့လက်နက်ကြီးထိမှန်ပြီးတလွန်ဖြူရွာမှာနေထိုင်တဲ့အသက်40နှစ်အရွယ်အမျိုးသမီးတဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့အသက်40နှစ်အရွယ်အမျိုးသမီးတဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ9တက်ကြီးဖျားမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့တပ်မ33ကစစ်ကောင်စီတပ်သားတွေပါဝင်ပြီးအင်အား400ခန့်ရှိတယ်လို့သိရပါတယ်။ဒီစစ်ကြောင်းဟာစကိုင်းမြို့နယ်အတွင်းမေလ30ရက်နေ့ကစတင်ပြီးမနေ့ကဇွန်လ18ရက်နေ့အထိစစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကနန်းစီဒီယန်ဝန်ထမ်းတွေကိုနိုင်ငံခြားပညာသင်စေလွှတ်မှုတင်းကျပ်ကန့်သတ်အမိန့်ထုတ်လိုက်ပြီးမြန်မာနိုင်ငံမှာတင်ကြားနိုင်တဲ့ဘာသာရပ်တွေအတွက်ပြည်ပသွားရောက်မှုတွေစီစစ်ဖို့ညွှန်ကြားလာတယ်လို့ဝန်ထမ်းအတိုင်းဝိုင်းနဲ့စစ်ကောင်စီရဲ့ထုတ်ပြန်တဲ့အမိန့်အရသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကပြီးခဲ့တဲ့မတ်လ26ရက်နေ့မှာနိုင်ငံခြားပညာတော်သင်စီစစ်ရွေးချယ်စေလိုရေးကော်မတီရဲ့လုပ်ငန်းတာဝန်လုပ်ပိုင်ခွင့်တွေပြင်ဆင်ထုတ်ပြန်ခြင်းအမိန့်တစ်ခုကိုထုတ်ပြန်ခဲ့ပြီးအဲ့ဒီအမိန့်မှာ NAMCDN ဝန်ထမ်းတွေကိုပြည်ပစေလွှတ်မှုတွေနဲ့ပတ်သက်ပြီးတင်းတင်းကြပ်ကြပ်ကန့်သတ်လာတာဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်စီလက်အောက်ခံဝန်ကြီးဌာနတွေနဲ့အဖွဲ့အစည်းအသီးသီးက NAMCDN ဝန်ထမ်းတွေကိုဓာတ်ရိုက်ပြည်ပပညာတော်သင်စေလွှတ်ခွင့်မရှိဘဲနိုင်ငံခြားပညာတော်သင်စီစစ်ရွေးချယ်စေလွှတ်ရေးကော်မတီကခွဲဝေပေးတဲ့ပညာသင်စုတွေနဲ့သာစေလွှတ်ရမယ်လို့သိရပါတယ်။အဲဒီလိုစေလွှတ်ရမှာလဲစစ်ကောင်စီကဇရိတ်ကြခံစေလွှတ်ရမှာဖြစ်ပြီးဗန္နာရေးဝန်ကြီးဌာနရဲ့အသုံးစရိတ်စီစစ်ချက်ရရှိပြီးမှသာကော်မတီကပညာသင်စေလွှတ်ရမယ်လို့ထုတ်ပြန်ထားပါတယ်။လူရွေးချယ်ရမှာလဲဝန်ကြီးဌာနကချမှတ်ထားတဲ့စီကံမူဝါဒလမ်းညွှန်ချက်တွေနဲ့ကိုက်ညီသူဖြစ်ရမှာဖြစ်ပြီးကိုက်ညီမှုရှိမရှိကိုလည်းစစ်ဆေးရမှာဖြစ်တယ်လို့ပညာသင်စေလွှတ်မှုကိုလည်းလစဉ်တစ်လတစ်ကြိမ်စစ်ကောင်စီစီကိုအစီရင်ခံတင်ပြရမယ်လို့သိရပါတယ်။စစ်ကောင်စီလက်အောက်ခံစစ်တပ်မှစစ်မှုထမ်းတွေကိုတော့ကာကွယ်ရေးဝန်ကြီးဌာနရဲ့သဘောတူညီချက်ရှိမှသာပြည်ပစေလွှတ်ရေးကိစ္စကိုဆက်လက်ဆောင်ရွက်ရမယ်လို့တင်းကျပ်ထားပါတယ်။ဒါအပြင်ပြည်ပမှာပညာသင်ရောက်ရှိနေတဲ့ NAMCDN ဝန်ထမ်းတွေအနေနဲ့မဟာပွဲနဲ့ပါရဂူပွဲတွေအတွက်ပညာသင်ကာလတိုးမြင့်လိုပါကတကြိမ်ကိုအများဆုံး6လနဲ့စုစုပေါင်းအများဆုံးတစ်နှစ်သာတိုးမြင့်ခွင့်ပေးရမယ်လို့စစ်ကောင်စီကအမိန့်ကန့်သတ်ချက်ထုတ်ပြန်ထားပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှာပါ။